ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပါဆိုရင်တော့တာဝိတ်တောင်တက်ရပြီမရှင်ကိုလောက်တော့မှဖြစ်ပါတယ်ဘသူကများတာဝိတ်တောင်ရဲ့မရှင်ကိုရှုံးရမလဲဘသူကများနိုင်အောင်မလဲဆိုတာကိုကြည့်လိုက်ရအောင်ဒါတော့တောင်တက်ကြမယ်ဖွင့်ပြပါရှင်မငင်းတက်ကြမယ်ဖွင့်ပါရပြီလားဖွင့်ပြရည်လားနောက်မဒီဆိုတော့တိတ်ပင်လို့ကြည့်ကြမှာပါတိတ်ပင်နဲ့ကျမတို့ကြည့်မလားကျမတို့မကြည့်မလားကျမတို့လည်းတိတ်ပင်လို့ကြည့်မလားတိတ်ပင်နော်အမတော်ကတော့တောင်းတော့မှာပဲအမအခုစနေမှာလိုက်တော့ပတ်တက်ပါတယ်ဒီဘက်ကပြယူလားအဲဒီကဲပါအခုဆိုရင်စတက်ပါပြီ။မောင်မဲတူးနေ။မိမလာလို့တော့မောင်မဲတူးနေ။အခုဆိုရင်စတက်ပါပြီ။တခြားအဖွဲ့တွေလည်းပဲပေါ့နော်။တော့တောင်ကိုရောက်ပါပြီရှင်။ဒါပေမဲ့ဟင်းရရတယ်ဆိုလို့ရှိရင်။ဒီဘာကြီးလဲ။တကူတဲ့ဘက်တွေ့နေတက်နေရပါလေ။ဟိုရခွေးရတဲ့မျိုးကျိုးတော့လဲကားနေလိုက်ခေပြီးတော့ကြတဲ့ခဏနားနေရပါဥစ္စာလည်းခဏနားနေရပါရှင်နားမတက်တိုင်းပါစတိနောက်မှာပါခရီးကြားလိုက်တာကဲအခုဆိုရင်တော့မော်ကြီးမဟုတ်ဘူးဖျားရပါပြီတော်မောပဲလို့ပြောနေတာတော့သူ့ကိုဆွဲခဲ့ရတာလေအင်းကြီးဆိုမရှိတော့လေရမှာဖျားရပါနော်အင်းကြီးတမီးကို3ယောက်နဲ့2ယောက်ကပြန်ဆုံးပါပြီဒါပေမဲ့2ယောက်ကတော့နောက်မှကျန်နေပါလေကဲပါဟောတော့ကဘာမှစေစောရောက်ပြီမမမောနေပြီတော့အောင်ကျန်Hello. What are you? Right. Good morning. Eh? Okay, good enough. Tell me how to tell him more. Get tomorrow. Tomorrow, I'm here. Tell obviously, how much because of your side. You have to be. Oh, let's out of the happy on that. Shall we learn with it? Mingalava Mayo, Mingala, Mayo. Mayo do the way. Morning. So, nó theo được rồi, áo giờ xì à, cái này bị làm gì, sao bị làm gì, sao bị làm gì, sao, à xin anh đây này rồi, mình xin anh bùng rồi, để tất cả để làm cái gì, à chi vậy, này. Dạ hai ngày ạ. Đây tôi đã cháu xin rồi cháu theo ở bí. Đây bài lên đi. Môi. Lá rồi tôi có này. Anh đúng anh nhất là mình làm cái gì. Không bao giờ không hẹn cái nào nữa. Cái nào nó cũng cái này thì làm. Tôi rồi đi. Chào bạn đi. Thì tao mua đây tao có cả tao mua ta chưa tao mua đã nè. Lúc giờ xem là rồi thì khai được vậy này chụp giờ xin thì vậy. Xin đi là chụp việc này đó ba. Nó việc gì xem xong. Blue rồi. Nó qua thôi lấy rồi blue biển này làm gì? Ok. Mà có ba lớn. Ok rồi.
ကိုမကားလေးနဲ့လားဘာလုံးပြချင်ဘာလုံးရှိပါလဲရှုခဲလာလောက်လာလေဒီကြောင် ပြန်ရဒီအဆင်းနေရ ဟိုတောင်ပေါ်တက်တော့ဆိုရင်လေဗလဲတောင်ပေါ်တက်တော့ဆိုရင် ဟိုဒီတောင်2019တော့တာလာဆိုင်တယ် တောင်ပေါ်တက်တော့ဆိုရင်ပေါ့နော်ဟိုမှာ ဟိုစားရောက် ဒီမလမြိုင်မျိုးကြီးပေါ့နော်လင်းတိုင်နေတော့မီးလေးနဲ့ဖျက်ဖျက်လင်းနေတော်တော်လှရပေါ့နော်ဟိုတောင်ထက်ရောက်တော့မိုးလေးလေးခုဆိုတော့တောင်ပြစေတယ်ပါဒါလေးလေးဝယ်စားခဲ့ပါလေဒါလေးစတော်ဘက်ဒီ တောင်းကျင်စင်းနဲ့ဘလော့ပါတောင်မောနေတာကိုဘယ်လိုဆင်းရမလဲဆိုတော့ကျွန်တော်တို့ရပြတော့ ဟုတ်ပါ တောင်မောနေတာအဲ့ဆိုအဓိကလိုတာ6လောက်နဲ့ဖတ်ပါ တောင်တော့ဒီကလူ ကျောင်းတော့မလို့လက်လက်ကုန်တာအသွားတော့ပါနော်တက်ခဲ့တဲ့နားခဲ့တဲ့နေရာပါနော်ကျောင်းနေပါပြီဒီမှာရှေ့ဆုံးမှာဟိုးထိပ်ပါဆရာပတ်တော့ကြာအောင်ပြီနားပါရှင်မတို့အဖွဲနေတယ်ကြာဟဲ့ပေါ့ဒီမှာစိုင်းမတခုတွေ့ရမှာဖုန်းတီးပါတယ်တင်းကြပါကူးဆိုရင်တော့တောင်းရပါလို့ရှင်ဘယ်လဲ6တွေလည်းညောင်းလို့သိတော့မယ်အဲ့တော့ဘိုင်ဘိုင်ဟုတ်ကဲ့ပါဒီဗီဒီယိုကိုအပီးထိကြည့်ရှုပေးကြတယ်တယောက်ချင်းနေရာကိုကျမကကျေးဇူးတင်ပါတယ်ရှင်အရင်တစ်ပတ်ကဗီဒီယိုကိုစင်မို့လုပ်လိုက်ပြီမဲ့ဗီဒီယိုလေးဟာပြတ်သွားတဲ့အတွက်တောင်းပန်ပါတယ်ရှင်အဲ့ဒါကြောင့်အရင်တစ်ပတ်ကမတင်ရလို့လဲအရန်ကိုတောင်းပန်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်